ချင်းကြီးကိုရအားလုံးပဲဒါဒီနေ့ကတော့ချန်ပီယံလိရဲ့ပွဲကောင်းလေးတွေရှိတဲ့နေ့ဆိုတော့ဒါပုံမှန်တိုင်းပဲညီကိုတွေအတွက်အဆင်ပြေအောင်ကျွန်တော်ကဒါပွဲကောင်းလေးတစ်ပွဲဖြစ်တဲ့ဒါ Club World Cup ချန်ပီယံ Chelsea နဲ့ဒါဘာစီလိုနာတို့ရဲ့ပွဲလေးကိုပုံမှန်တိုင်းပဲဒါပွဲချုပ်သုံးသက်ချက်လေးလုပ်ပြီးတော့ဒါအနည်းဆက်ဆုံးကြေးအောင်နိုင်ခြေရှိတဲ့အသင်းလေးကိုရွေးချယ်ပေးဦးမယ်ပေါ့နော်အရင်ဆုံးဒါညီကိုတွေကိုပြောချင်တာကတော့ကျွန်တော်ရဲ့ဒါ Telegram Channel လေးကို join ထားပေးဖို့ပြောချင်တယ် Telegram Channel လေးမှာဒါတပွဲကောင်းလေးတွေပြီးမောင်းတွဲလေးတွေပါကူးညဆိုရင်လည်းဒါသုံးသင်းမောင်းတွဲလေးစောင့်နေတဲ့ညီကိုတွေလည်းဒါတင်ပေးဦးမှာမလို့ဒါ join ထားလို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဒါအရင်ဆုံးပြောနေကြတိုင်းပဲဒါကြေးကိုအရင်လေးလာလိုက်မယ်ပေါ့နော်ကြေးရဆိုရင် Chelsea အိမ်ဝင်းကနေပြီးတော့ဒါတရေ20ရှုံးဂိုးပေါင်းကြီး3လုံးနှုတ်80ဆိုပြီးတော့ပေါက်နေရအောင်တွေ့ရတယ်ဒီနှစ်သင်းတွဲဆောင်ခဲ့တဲ့နောက်ဆုံးအချိန်ကဒါ2018ကအနည်းဆုံးချန်ပီယံလိပွဲအဖြစ်တွဲဆောင်ခဲ့ကြတာဖြစ်ပြီးတော့ပုံမှန်တိုင်းဆိုရင်ဒါဂျာကွင်းမှာတွေ့ခဲ့တုန်းကဒါ level ကြီးပောက်ခဲ့တာဆိုတော့ဒါ Club World Cup Champion ဆိုတဲ့ဂုံပုံးနဲ့အညီပဲဒါအခုလိုကြေးတန်းလောက်ကဒါပောက်ချက်စီအနေနဲ့ဒီ level 50ဝန်းကျင်ကတော့ဒါပောက်တင်တဲ့ကြေးတန်းလို့တော့ကျွန်တော်အနေနဲ့ထင်မိတာကြောင့်ကြေးရတာပုံမှန်ပဲလို့တော့ပြောချင်တယ်ပေါ့နော်ဆိုတော့ကြေးရဘာမှရင်ဒါမထူးခြားတဲ့အချိန်မှာခြေစွမ်းရတစ်ချက်ကြည့်မယ်ဆိုရင်ဂိုးပေါင်းကြီး3လုံး80ရှုံးဆိုတဲ့ကြေးတန်းအရာနှစ်သင်းသလုံးကတော့ဒါဘောလုံးပိုင်ဆိုင်မှုမထူးမခြားနာအခြေအနေမှာနှစ်သင်းသလုံးဂိုးရနိုင်ခြေများတယ်ဘိုတင်နုစ်ကိုလောင်းကျင်တဲ့ညီကိုတွေကလည်းဒါလောင်းလို့တော့ဒါကောင်းမယ်လို့တော့ပြောချင်တယ်ပေါ့နော်အရင်ဆုံးအေရှင်ချယ်ဆီကနေပြီးတော့ဒါခြေစွမ်းရကြည့်မယ်ဆိုရင်ဒါချန်ပီယံလိကန်ခဲ့တဲ့ဒါခုရသည်ရဲ့၄ပွဲမှာသူအိမ်ကွင်း2ပွဲနိုင်အဝတ်ကွင်း1ပွဲတည်ဒါအဝတ်ကွင်းနောက်1ပွဲမှာရှုံးခဲ့ပြီးတော့ဒါအိမ်ကွင်းတော့ကောင်းတယ်ပေါ့နော်အရင်အဆင်ပြေနေတယ်လို့တော့မမြင်မိဘူးလူစင်းနဲ့ဒါကစားပုံရဆိုရင်ဒါနီးပြမာရစကာရဲ့ချက်စီအနေနဲ့ရှေ့တန်းမှာဒါလီယန်ဒီလက်တိုက်စစ်အနေနဲ့ကစားမှာဖြစ်ပြီးတော့ဒါလက်ဝင်းရိုင်းဝင်းမှာဒါဂါနာချိုဒါအက်စတီဗာရိုရှိပြီးတော့အလဲမှာတော့ဒါဂျာအိုပက်ထရိုကနေပြီးကွင်းလယ်ကဒါအန်ဆိုဖာရန်နဲ့ဂိုင်စီတိုတို့နဲ့ပဲဒါပုံမှန်တိုင်းဘေးယူကောင်းကောင်းနဲ့ပဲကစားမှာဖြစ်ပြီးတော့ဒါနောက်တန်းအထိုင်မှာချာလိုဘတ်နဲ့ဒါကွင်းလယ်ကနေတဆင့်ရှေ့ထိလိုက်ပါကစားမယ်ဒါရီဂျိန်းနဲ့ကူကူရလာတို့နဲ့ပဲဒါလူစင်းရအဆုံးလင်းပဲသူတို့ဒါကစားနေကြတိုင်းလင်းနှစ်3-1နဲ့ပဲပွဲထက်လာမယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်ပေါ့နော်ဆိုတော့ဒါချက်စီအတွက်စင်မပြေတဲ့တစ်ချက်ကတော့ဒါကိုပါမအနေနဲ့ဒါခြေချောင်းကျိုးတန်ရာကြောင့်အခုပွဲကိုလဲဒါလွဲချော့မှာဖြစ်တာကြောင့်ဒါချက်စီအတွက်ကတော့ဒီပွဲကတော့ဒါကိုပါမမပါတဲ့အတွက်ကြောင့်နစ်နာတယ်လို့တော့ပြောလို့ရတယ်တစ်ဖက်ကဘာကအနေနဲ့ကြည့်မယ်ဆိုတော့လေဒါ PSG ကိုသူအိမ်ကွင်းမှာရှုံးခဲ့တာရှိတယ် Club Blue Jet လို့အသင်းကိုဒါအဝေးကွင်းကနေပြီးတော့ထပ်မှန်ပြီးတရေကျခဲ့တာကြောင့်ဒါဒီပွဲမှာတော့သူအားဆုံးခွန်ဆိုင်နဲ့ပြန်ပြီးရုံးလာနိုင်ခြေရှိတယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်လူစင်းရဒါရကစားသမားမရှိပဲဒါအင်အားတောင်တင်းနေပဲပွဲထက်လာမှာဖြစ်ပြီးတော့ဒါရှေ့တန်းကဖာရန်ရဲ့နေရာမှာဒါလီဝွန်ဒေါစီယိုကိုသာသူတို့စောစောသီးသီးအသုံးပြုခဲ့မယ်ဆိုရင်ဒါချက်စီနောက်တန်းအနေနဲ့လည်းဒါမလွယ်လောက်ဘူးလို့တော့ကျွန်တော်အနေနဲ့မြင်မိတယ်ဘာလို့ဆိုတော့ကူးရသည်မှာဆိုရင်ဒါလီဝွန်ဒေါစကီလူတိုးတဲ့တစ်ပေါက်ကလည်းဒါအဆင်ပြေးနေတာဟိုဒါပွဲတိုင်းလိုမှာလာလီဂါမှာဆိုတွေ့ရတယ်ပေါ့နော်အဲ့ကြားထဲမှာဒါရက်စဘိုလိုပန်နဲ့ဒါလာမိုင်းရမယ်တို့အတွဲကလည်းဒါအတွဲညီနေတဲ့အခြေအနေမှာနောက်တစ်ချက်ရှိတာကဒါအဓိကချက်လို့ပြောလို့ရတယ်ရာဖီညာဒန်ယာကနေတက်တက်လာပြီးတော့ဒါဒီပွဲမှာပြန်ကစားမှာကိုတွေ့ရမယ်ပေါ့နော်ဆိုတော့ဒါရာဖီညာသာတကယ်လို့ဒီပွဲမှာပါလာခဲ့ရင်ဒါဒီကြောင်တဲ့အတွဲကချက်စီအတွက်ဒါပို့ပြီးအနေရများနိုင်တာကြောင့်တိုက်စစ်အရာရောဒါကွင်းလယ်အရာရောခန်းစစ်ကာစာဂိုးသမားဆုံးဒီဒါခြေစွမ်းကောင်းတာပုံမှန်ပြန်ရလာပြီးဖြစ်တဲ့ဒါဘာစီလိုနာကိုပဲကျွန်တော်ကတော့ညီကိုရေးအတွက်ကိုဒါဒီနေ့ရဲ့တပွဲကောင်းအနေနဲ့ရွေးချယ်ပေးခြင်းတယ်ပေါ့နော်ဆိုတော့ညီကိုတွေအနေနဲ့လည်းအကြိုက်တူရင်ဒါလိုက်ပြီးတော့ဆော့လို့ရတယ်လို့ပြောကြရင်ပုံမှန်တိုင်းပဲကျွန်တော်ရဲ့ဒါ Telegram Channel လေးမှာမောင်းတွဲလေးတွေတင်ပေးအောင်မှာမလို့ဒါမ join တဲ့ညီကိုရှိရင်လည်း join ထားပါအောင်လို့ပြောကြရင်ကျွန်တော်ဗီဒီယိုလေးကိုဒါဒီတင်ရနာလိုက်ပါတယ်ဗျ